ပေါ့နော်အခုလက်ရှိ database နဲ့ပတ်သက်တာ Alex Coran နဲ့ study လုပ်နေပေါ့နော်အဲ့တော့ကိုပြန်ပြီးတော့ record တင်ယူတဲ့သဘောပါနောက်တခြားလူတွေလည်းပေါ့နော်ကိုလိုမျိုး study လုပ်နေလူတွေအတွက်လည်းအကျိုးရှိမယ်လို့မျှော်လင့်ပါတယ် database ကသူ့မှာဒီ stand alone ပါချင်းရှိတယ်လို့ဒီလိုမျိုး Azure တို့ဒီ AWS တို့ GCP တို့မှာလည်းသူမှာ integration ရှိရပေါ့နော်ပြောချင်တာကဒီဟာ well integrated platform ပေါ့နော်လို့ပြောလို့ရတယ် service platform ပေါ့နော်အဲ့လိုဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့လည်းနည်းသူ့ရဲ့ story လေးတစ်ချက်သွားကြည့်အောင်ပေါ့နော်ဘယ်လိုမျိုး problem တွေကို solve ဖို့အဓိက intention ရှိလဲဆိုတဲ့ဘောလေးတိကျတာပေါ့နော်အဲ့တော့ဒီ database ကအဓိက data နဲ့ပတ်သက်တဲ့ကိစ္စလုပ်ဖို့ပေါ့နော်သူနာမည်ကိုယ်တိုင်က database ဖြစ်နေတာဆိုတော့လေအဲ့တော့သူအဓိကပြောချင်တာကအခုလက်ရှိက data တွေက company တိုင်းလို့မှရှိရနေရာတိုင်းလို့မှရှိရပေါ့နော်အဲ့လိုရှိနေတဲ့ data တွေကိုဘယ်လိုမျိုးအသုံးချပြီးတော့ business revenue တွေကို generate လုပ်မလဲအဲ့လို generate လုပ်ဖို့အတွက်လိုအပ်တဲ့ tool တွေအကုန်လုံးသူက support ပေးတယ်အဲ့ဒါအဓိကအဲ့ဒါပါပဲအဓိကဒီမှာဆိုရင် data is everywhere and everyone needs to leverage it သူမှရှိတဲ့ data အားလုံးက leverage လုပ်ဖို့သူကအဓိကအဲ့ဒါကိုအဓိက support ပေးတဲ့ tool တစ်ခုအနေနဲ့မျက်စိနဲ့မြင်လိုက်လို့ရတယ်ပေါ့နော်အဲ့လိုဆိုတော့သူကဘာလိုမျိုး company သူကဖြစ်ချင်လဲဆိုတော့သူက data အပြင်သူကအခုနောက်ပိုင်းဒီ generate AI တို့ machine learning life cycle တို့အဲ့ဒီနေရာအားလုံးကိုသူက well connected well integrated ဖြစ်တဲ့ company တစ်ခုအနေနဲ့သူကိုယ်သူ ambition လုပ်ထားတယ်ပေါ့နော်အဲ့တော့သူအဓိကလုပ်ချင်တာတွေကဘာလဲဆိုတော့ဖြစ်နိုင်လို့ရှိရင်ဒီသူ့ရဲ့ကိုယ်မှာရှိတဲ့ data တွေပေါ့နော်အဲ့ဒါနဲ့ပတ်သက်တာကိုဒီမှာဆိုရင် TCO ကရေကောက်တော့မိသွားပြောချင်တာအဓိကကဒီမှာကို company မှာ data ကိုအသုံးချပြီးတော့တခြားပေါ့နော်အဲ့လိုမျိုးတခြား investment တွေကို enable လုပ်ဖို့ပေါ့နော်အဲ့ဒီအတွက်ပြီးသွားရင်ဒီလိုမျိုးကိုယ်မှာရှိတဲ့ data တွေကိုကိုက quality အကောင်းဖြစ်အောင်ပြီးသွားရင်ကို data တွေပြန်ပြီးတော့အသုံးချပြီးတော့ revenue generate လုပ်အောင်ပေါ့နော်ဒီမှာ data consumer တွေအကြောင်းလည်းသူကပြောထားရဲဆိုတော့ဒီလို data consumer ကဘာလဲလို့တကယ်လို့မသိဘူးဆိုရင် LS example လေးတစ်ခုပြောပြမယ်ပေါ့နော်ဘယ်လိုလဲဆိုတော့ for example ပေါ့နော်ကိုကနေပြီးတော့ကို company က payment processor company တစ်ခုလို့မျက်စိနဲ့မြင်ကြည့်လိုက်ပေါ့နော်အဲ့လိုဆိုရင် payment processor ဖြစ်တဲ့အတွက်ခုန Visa တို့ Master တို့မျိုးပေါ့နော်သူ့မှာ transaction data တွေအများကြီးရှိရယ်ကွာဟုတ်တယ်ဟုတ်အဲ့ transaction data တွေကိုအခြေခံပြီးတော့ဒီလူတယောက်ကသူကဘယ်လိုမျိုး spending behavior ရှိလဲ behavior analysis လုပ်လို့ရတယ်ပေါ့နော် analysis လုပ်လို့ရတယ်အဲ့လိုလုပ်ပြီးတော့မှအဲ့ထွက်လာတဲ့ဒီ insight တွေကိုခုနက credit agency လိုမျိုးပေါ့နော်အဲ့လိုမျိုး credit scoring လုပ်တဲ့ company တွေကပြန်ရောင်းစားတာပေါ့နော်အဲ့လိုဆိုဒီညမှာဆိုရင် data owner ကခုနကဒီ processor company ဖြစ်ပြီးတော့ဒီ data consumer ကကြတော့ခုနက credit scoring agency ဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးသူပြောချင်တာကို data က quality ကောင်းလေကိုကတခြား consumer တွေအများကြီးရှာပြီးတော့ကွာ data နဲ့ပတ်သက်ပြီးတော့ revenue generate လုပ်လို့ရတယ်လေပေါ့နော်အဲ့ဒါမျိုးပြောချင်တာ company တိုင်းလို့ကအဲ့လိုမျိုးလုပ်ချင်တယ်ကွာသူတို့မှာ data အများကြီးရှိရဲအဲ့ data ကိုသူတို့အသုံးချပြီးတော့ leverage လုပ်ပြီးတော့သူတို့ revenue generate လုပ်ချင်တယ်ဒါအငိုးပေါ့နော်ပြီးတော့အခုနောက်ပိုင်းကgenerative AI ကလည်းတော်တော်လေးနာမည်ကြီးလာပြီဟုတ်တယ်ဟုတ် company တိုင်းလို့ကသူတို့ data တွေနဲ့ direct interact လုပ်ချင်တယ်အဲ့လိုမျိုးတွေအတွက်ပေါ့နော်သူကအဓိကအဲ့ဒီ3ခုအတွက်သူကလုပ်ချင်တာအဲ့လိုလုပ်ချင်တာတော့မှန်ပြီဒါပေမဲ့အဲ့ဒါမျိုးကချက်ချင်းလက်ငင်းလုပ်ရတာမျိုးမရဘူးပေါ့နော်သူက problem တွေအများကြီးရှိတယ် scaling လုပ်ရတာအရန်ခက်တယ်ပေါ့နော် company ကကြီးလာလေပြီးတော့ data တွေက silo ဖြစ်နေတဲ့အခါကျရင်ဘယ်လိုမျိုးပေါ့နော်အဲ့လိုမျိုး consolidate လုပ်မလဲဒီနေရာထဲမှာစုပြီးပုံထားမလဲအဲ့လိုမျိုးတွေပေါ့နော်ဒါကအနည်းကိုကတကယ် company ကြီးလေကို data တွေကို proper အဲ့လိုမျိုးဘယ်လိုခေါ်မလဲ proper technique တွေသုံးပြီးတော့တေချာပေါ့နော်အဲ့လိုမျိုး data တွေစုထားတဲ့ method တွေပါလိုလာပြီကွာပြောချင်တာဟုတ်တယ်ဟုတ်ကိုက proper management လုပ်ရမယ်ဒီ data version တွေလိုလာပြီ data management tool တွေအများကြီးလိုလာပြီပေါ့နော်ဆိုတော့ဒီဟာကလွယ်တော့မလွယ်ဘူးဒါပေမဲ့လေမလွယ်လို့ပေါ့နော်သူတို့ဒီ solution ကိုသူတို့တခြား company တွေရောင်းစားလို့ရတာပေါ့နော်တခြား organization တွေသူရောင်းစားလို့ရတာပေါ့နော်အဲ့လိုဆိုတော့သူအဓိကဘာ problem လဲသူကဒီမှာအဓိကဘာကြောင့်မလွယ်လဲဆိုတဲ့အကြောင်းသူနည်းနည်းလေးရှင်းပြတယ်ဆိုတဲ့သဘောပေါ့နော်အဓိက data တွေကသူက fragmented ဖြစ်နေတယ်ကိုsilo ဖြစ်တဲ့ပုံစံမျိုးပေါ့တင်ရမှာတစ်မျိုးရှိနေ data lake မှာ data တချို့ရှိနေတယ်တချို့ data warehouse မှာရှိနေတယ်တချို့ data တွေက well integrated ဖြစ်မနေပဲနဲ့ fragmented ဖြစ်နေတာဖြစ်တဲ့အတွက်တကယ်လို့ကို data တွေကပုံမှန်ပေါ့နော်ခုနက data consumer တွေနဲ့ကို integrate လုပ်တဲ့ခါကျရင်ခုနဆိုရင်မရဘူးကွာဟုတ်တယ်အရင် complex ဖြစ်တယ်အဲ့ဒါကြောင့်ဒီမှာဆိုရင် complexity နိုင်မယ်တော့သူပြောသွားတယ်ပေါ့နော်ပြောရရင် complex အရင်ဖြစ်တာဖြစ်တဲ့အတွက် cost ကလည်းအရင်ကြီးတယ်သူပြကို data format က open source data open standard တွေမဟုတ်တဲ့ဟာမျိုးကျရင်ပိုတော့စိုးသေးတယ်ပေါ့နော်တချို့ဟာတွေကျတော့တချို့ company မှာကျတော့သူတို့ company ကသူတို့နေပြီးတော့သူတို့ထုတ်တာ data format တွေရှိရကွာအဲ့ဒါတွေကိုအသုံးချမယ်ဆိုပို့ပြီးတော့ပိုဆိုးတယ်ပေါ့နော်ပြောချင်တာ
data ရလည်းဆိုလုပ်ချင်တာတခုတည်းလည်းမဟုတ်လေဟုတ်တယ် BI dashboard တွေ6ချင်6မယ်6လုပ်ချင်လည်းလုပ်မယ်ပေါ့နော်ဒါမှမဟုတ်လည်းခုန generate AI တိုးလုပ်ပြီးတော့ကို data ချက်ချင်း plugin လုပ်ပြီးတော့ data နဲ့စကားပြောမယ်အဲ့ဒါမျိုးကြီးလည်းအရေးကြီးတယ်ပြီးတော့ဒီ government ကလည်းအရေးကြီးတယ် governance ကလည်းအရေးကြီးတယ်ကွာဘာလို့ဆိုတော့အခုဒီ Europe ဘက်မှာဆိုရင်ဒီ data privacy တို့ data အဲ့မျိုးတွေရှိတာဆိုတော့လေဟုတ်လေဒီ data နဲ့ပတ်သက်တဲ့သူတို့မှာ law တွေအများကြီးရှိတာဆိုတော့အဲ့နဲ့ပတ်သက်ပြီးတော့လည်းကိုက manage လုပ်ဖို့လိုလာပြီပြီးရင် data က raw တခုတည်းကိုဘာမှလုပ်လို့မရအောင်လေ data ကိုလည်း properly ETL တွေလုပ်ရအောင်မယ် data lake ကနေပြီး data warehouse ကို transport တွေလုပ်ရအောင်မယ်ဒီမှာအဲ့လိုမျိုးပေါ့နော် pre-processing တွေအများကြီးရှိတယ်ပေါ့နော်အဲ့ data ဒီ pre-process လုပ်ထားတဲ့ data တွေတုံးချပြီး data lake data science project တွေကိုလည်းကိုကလုပ်ချင်လုပ်မယ် data တွေကဒီလိုမျိုးပုံမှန်ပေါ့နော်ဒီလိုမျိုးပုံမှန် batch data တွေအပြင်ဒီလိုမျိုး streaming data တွေလက်ကိုစီပြီးလာကောင်းလာနိုင်တယ်အဲ့လိုမျိုးပြောချင်တာကွာသူအရန် complex ဖြစ်တဲ့ process ပေါ့နော်အဲ့လိုမျိုးဖြစ်တာဖြစ်တဲ့အတွက် proper maintenance လိုတယ် proper integration လိုတယ်ပေါ့နော်အဲ့လိုမျိုးတွေသူကအဓိကသူ့ရဲ့ intention အဲ့ဒါတွေသူက soft လုပ်ပေးဖို့အတွက်ပေါ့နော် company တွေအတွက်လေလို့သူအဓိကသူ page ကပါလဲဆိုတော့သူ့ရဲ့ platform မှာ data တွေထားပြီးတော့သူ့ platform ကိုသုံးခြင်းအားဖြစ်ပေါ့နော် company တွေတော်တော်များများက cost ကို reduce သွားမယ်ပေါ့နော် data single source of truth data တွေပါတယ်သူကအဲ့လိုမျိုးတနေရာလေးမှာပဲ data အားလုံးဆွေးနေတာဖြစ်တဲ့အတွက် data silo problem တွေကိုပို့ပြီးတော့ solve လုပ်နိုင်မယ်ပြီးတော့ရင်ဒီလိုမျိုး duplicate မရှိတော့ဘူးပေါ့နော်မရှိတာဖြစ်တဲ့အတွက်ပို့ပြီးတော့ cost လည်း save ဖြစ်မယ်ပြီးတော့ AI project တွေကလည်းတော်တော်များက demo လောက်တာ demo state တွေရက်သွားရင်အများကြီးရှိတာပေါ့အဲ့လိုဆိုတော့သူကအဓိကကသူ့ရဲ့ intention ကဖြစ်နိုင်လို့ရှိရင်ကိုယ့်ရဲ့ company မှာကို POC လောက်ထားတဲ့ AI project ကို productionize ဖြစ်အောင်လို့အထိပေါ့နော်အဲ့လိုမျိုးလုပ်ဖို့အတွက်သူ့ရဲ့ဒီ platform ကိုသူအဓိကအဲ့ဒါသူ့ရဲ့ intention ပေါ့နော် complexity ကိုသူက reduce လုပ်ချင်တယ်မြန်ဆက်ဆက်နဲ့သူတို့ fit to market မဟုတ်ဒီမှာဗာသုံးမလဲဆိုတော့ကွာမြန် develop လုပ်ပြီးမြန် market တယ်ပို့လိုက်တဲ့ပုံစံမျိုးပေါ့နော် feedback loop ကိုမြန်လိုချင်တဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးသူက accelerate လုပ်ပေးတယ်သူရဲ့ tool တစ်ခုလုံးမျိုးစီလည်းမြင်ထားလို့ရတယ်အဲ့လိုဆိုတော့ဆက်သွားကြည့်အောင်the database ကသူကဘယ်သူတွေ founder လုပ်ခဲ့လဲဆိုတော့သူက Alexander Mao ဆိုရင်သူကuniversity နာမည်တော့ မေ့သွားပြီ ကြည့်တော့လေပြတင်တာသူကတော်တော်များများ open source ဒီ contributor တွေကတိစောက်ထားတဲ့ပုံစံမျိုးပေါ့နော်ဒီ ML4 တို့ဒီ data lake တို့ပြီးတော့ဒီ Spark တို့အဲ့လိုမျိုး open source framework တွေကိုလိုမျိုးကိုယ်တိုင် develop လုပ်ခဲ့တဲ့ဒီလိုမျိုး founder တွေကနေပြီးတော့တိစောက်ထားတာပေါ့နော်ပြောချင်တာကသူမှာဒါ open source strong background ရှိတယ်ဆိုတဲ့အကြောင်းသူပြောပြနေရပါဘာမှတော့မဟုတ်အဲ့လိုဆိုတော့သူ့ရဲ့အဓိက mission ကသူကဖြစ်နေလို့ရှိရင် AI နဲ့ data ကိုသူ democratize လုပ်မယ်ဆိုတာ company ကိုသူက AI နဲ့ data ကိုသုံးချပြီးတော့ပတ်စံရအောင်လုပ်ပေးမယ်အဲ့လိုမျိုးမျိုးစီမြင်လိုက်လို့ရတယ်ပေါ့နော်ဒါ company တွေကအဲ့ဒါလိုချင်တာဟုတ်အဲ့တော့သူ့အနေနဲ့သူ unique ကဘာရှိနေလဲဆိုပုံမှန်ဆိုရင် data lake တို့ data warehouse တို့လည်းဆိုကြားဘူးနေကြ terms တွေပေါ့နော်သူ့ရဲ့ဒီ database မှာသူ introduce လုပ်လိုက်တဲ့ technique က lake house ပေါ့နော် lake house ကဘာလဲဆိုတော့ပြောချင်တာကသူက data lake မှာရှိတဲ့တချို့ feature တွေရဲ့ data warehouse မှာရှိတဲ့တချို့ feature တွေနှစ်ခုကိုသူက combine လုပ်လိုက်တာပေါ့နော် the best of the both ပေါ့ဒီနှစ်ဖက်စလုံးကအကောင်းဆုံးဟာကိုသူယူလိုက်တဲ့ပုံစံမျိုးပေါ့နော်။အချိန်ရရင်လည်း list ဒီ paper လေးလည်းသေချာလေးတစ်ချက်ဖတ်ပြီးတော့လည်း go through လုပ်ကြမယ်ပေါ့နော်။အဲ့တော့ဒါတော့2021မှာကသူကိုယ်တိုင်ဒီ layout architecture ကိုသူက paradigm သူကအဲ့ဒီ paradigm အခြေခံပြီးတော့သူ data bridge the whole ecosystem တိစောက်ထားတဲ့ပုံစံမျိုးလေးပေါ့နော်။ဒီမှာတစ်ချက်ကြည့်မယ်ဆိုရင်ဒါသူ့ရဲ့ဒီ architecture ပေါ့နော်သူကဒီ data lake house ရဲ့ design ကဘယ်လိုမျိုးလဲပေါ့နော်ဘယ်လိုမျိုးသူ ambition လုပ်ထားလဲအခုလက်ရှိမှာဘယ်လိုမျိုးဟာတွေနဲ့သူ bake and talk လုပ်ထားလဲဆိုတော့တစ်ချက်ကြည့်လို့ရအောင်လို့ဒီ raw data တော့ဒါသူ့ရဲ့ foundation ပေါ့နော် raw data တွေမှာ log တွေပါမယ် text တွေပါမယ် audio တွေ video တွေ images တွေတခြားပေါ့နော် relational data တွေပါမယ် non relational data အကုန်လုံးပါမယ်ပေါ့နော်ပြီးတော့မှကိုယ့် company ပေါ်မှာဒီကွာဘယ်လိုမျိုး format နဲ့သုံးနေတာလဲဒီ package ကိုသုံးတာလား data lake အဲ့လိုမျိုးနဲ့ကွာသွားပြီးတော့မှသူ့ရဲ့အဓိကနှစ်ခုကဒီ lake house ရဲ့ဒီ unity catalog ဆိုတဲ့ဟာနှစ်ခုကသူ the most important factor ပေါ့နော်သူ the most unique feature ပေါ့နော်အဲ့လိုမျိုးမြင်လို့ရတယ်အဲ့ဒီနှစ်ခုကိုသူအခြေခံပြီးတော့မှခုနက data science workflow တွေ AI workflow တွေပြီးတော့ data warehouse တွေ data engineering နဲ့ပတ်သက်တာတွေပေါ့နော်အဲ့ဒါတွေအပြင်ခုနကဒီ data warehouse တွေကိုမထည့်ခင်ဒီ ETL process တွေဘယ်လိုလုပ်လဲပါလဲ streamline သွားမှာလား batch သွားမှာလားအဲ့ဒါတွေအတွက်အကုန်လုံးသူ့စီမှာဒီဟာကိုအခြေခံထားပြီးတော့သူလုပ်တဲ့ပုံစံမျိုးလေးပေါ့နော်အခုနောက်ပိုင်းဒီ PR Power BI dashboard လိုမျိုးဟာတွေအပြင်ဒီမျိုးနောက် generative AI နဲ့ပတ်သက်တာအကုန်လုံးကိုလည်းသူကall in one plug and play လုပ်ထားတဲ့ဟာမျိုးလေးပေါ့နော်အဲ့ဒါကြောင့်ဒီမှာ2020မှာ database ကနေပြီးတော့သူရဲ့ lakehouse architecture ကိုသူက pioneer လုပ်ခဲ့တယ်ပြီးသွားရင်အခုပေါ့နော်လက်ရှိ2023မှာglobal organization enterprise တွေအနေနဲ့74%ကသူ့ရဲ့ lakehouse architecture ကိုသူတို့ organization တွေမှာအသုံးချနေပြီဆိုတဲ့အကြောင်းလေးပေါ့နော်အဲ့ဒါသူပြောပြထားအဲ့တော့အခုနောက်ပိုင်းကအဲ့ဒါအပြင်ဒီ AI generative AI အကြောင်းလည်းမေးထားလို့မရဘူးပေါ့နော်သူက data ကိုပထမတော့သူက data ကို entirely focus လုပ်ထားတယ်အခုနောက်ပိုင်းက data အပြင်သူကဒီ generative AI ကိုလည်းသူ့ platform မှာသူက bring လုပ်ထားပြီပေါ့နော်ဒီမှာဆိုရင် data နဲ့ research number တွေပေါ့နော်သူက
သူရဲ့ company page ပုံစံမျိုးသူကလုပ်ထားတာဆိုတော့လေအခုနောက်ပိုင်းမှာဒီ company 91% of the company တွေကဒီ generative AI နဲ့ပတ်သက်တာကိုသူက experiment အတွက် investment တွေလုပ်နေကြပြီပြီးတော့ company ဒီ series တော်များကလည်းပြောချင်တာ generative AI ကသူတို့ company အတွက် future proof ဖြစ်တဲ့ technology လို့သူတို့ကမြင်ကြတယ်ပေါ့နော်အဲ့လိုဆိုတော့ပြီးတော့ဒီ employee တွေရဲ့ productivity ကလည်း generative AI ကပို့ပြီးတော့ကောင်းလာအောင်လုပ်ပေးရပေါ့နော်ဒါက number တွေပါအဲ့လိုဆိုတော့ဒီမှာသူကခုနကသူကပထမအစကသူ data ကို entirely focus ထားရနေပြီးအခုသူ့ရဲ့ ambition က data နဲ့ AI နှစ်ခုလုံးသူပေါင်းချင်တယ်အဲ့ဆို data နဲ့ AI နှစ်ခုလုံးသူပေါင်းချင်တာဖြစ်တဲ့အတွက် data AI life cycle နဲ့ပတ်သက် tool ပေါ့နော်အဲ့လိုမျိုးသူက2023မှာဒီ Mosaic AI ဆိုတဲ့ဟာပေါ့ Mosaic okay AI ဆိုတဲ့ဟာကိုသူက Mosaic ML ပေါ့နော်ဒီမှာ Mosaic ML ကိုသူကသူတို့acquire လုပ်လိုက်တယ်ပေါ့နော်သူ purchase လုပ်လိုက်ပြီးတော့မှသူအဓိကဒီ training တဲ့ပတ်သက်တဲ့ဟာတွေပြီးရင်ဒီ fine tuning နဲ့ customization တွေလိုတဲ့ဟာတွေပြီးရင် deployment ကိစ္စတွေပေါ့နော်ဒီ machine learning life cycle မှာတော်တော်များများက data engineering ပါတယ် machine learning model training တွေပါတယ်ပြီးရင်အဲ့ဒါအပြင်ပြီးရင် post training process တွေပါတယ်ပြီးတော့ကိုကနောက်ဆုံးကျရင်ကိုယ့်ရဲ့ model ကို productionize လုပ်ပြီးတော့ deploy လုပ်ရမယ့်ဟာတွေအများကြီးပါတာဆိုတော့ဒီအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့သူကသူ့ platform မှာ build in လုပ်ခဲ့တဲ့ဟာလေးပေါ့နော်အဲ့ဒါကိုပြပြထားတာအဲ့တော့ဒီမှာဒါသူ့ရဲ့ goal ပေါ့နော်သူက data lakehouse architecture အပြင်သူ့ရဲ့ဒါကလုံးဝ flagship technology product ပေါ့နော်အဲ့လိုမျိုးစီမြင်လိုက်လို့ရတယ်သူကသူ့ရဲ့ lakehouse architecture အပြင်အခုနောက်ပိုင်းဒီ generate AI အတွက်လည်းသူက ready ဖြစ်နေပြီပေါ့နော်သူ့ရဲ့ platform ကလေအဲ့လိုဆိုတော့သူ data engine သူ့ရဲ့ဟာကိုသူ database ကနေပြီးတော့ data intelligent platform အနေနဲ့သူက marketing ဆင်နေတာပေါ့နော်ပြောချင်တာအဲ့လိုဆိုတော့ဒါကသူ့ရဲ့လုံးဝ foundation architecture ပေါ့နော်ဒီမှာဆိုရင်ကိုယ့် data တွေကကိုက layout format ကိုက Spark သုံးလားခုန Bucket သုံးလားတဲ့ format တွေသုံးပေါ့နော်သုံးပြီးတော့ကိုက train ထားပြီးတော့ Unity catalog နဲ့ချိန်ပြီးတော့မှအဲ့ Unity catalog မှာရှိတဲ့အရာအားလုံးကိုကိုကဒီ lake flow နဲ့သွားသုံးမလားဒီမှာ lake flow ကတော့အဓိကပြောချင်တာဒီ pre-processing process တွေပေါ့နော်ဒီပြီးတော့မှ data warehousing နဲ့ပတ်သက်တဲ့ဒီ database SQL ဆိုတဲ့ဟာရှိတယ်ဒီ tool တွေလည်းတစ်ခုချင်းသွားကြမယ်ပေါ့နော် lake flow သွားကြည့်ရမယ် database SQL ကိုသွားလေ့လာကြမယ်ပြီးတော့ဒီ intelligent နဲ့ပတ်သက်တဲ့ BI Power BI တို့ပါအဲ့ဒါလည်းသွားလေ့လာကြမယ်ပြီးရင်ဒီ machine learning life cycle မှာပါတဲ့ဒီလိုမျိုးပေါ့နော်ခုန training တို့ဒီ fine tuning တို့ပြီး deployment အဲ့ဒါကိုလည်းဒီ Mosaic AI နဲ့ပတ်သက်ပြီးတော့လည်းဆိုပြီးပို့ပြီးလေ့လာကြမယ်ပေါ့နော်ဒီကဒီမှာ4 pillar ရှိတယ်အဲ့ pillar ထဲမှာ4 pillar ကိုသူကဒီသူ့ရဲ့ lakehouse architecture ရဲ့ဒီ Unity catalog ကနေပြီးတော့နှစ်ခုကို foundation အနေနဲ့သူယူသုံးထားတယ်ပေါ့နော်အဲ့လောက်ပြင်ရပါပြီအဲ့ဆိုအဲ့ဒီဟာကိုဒီမှာပဲပထမ introduction အနေနဲ့ stop လုပ်လိုက်မယ်ပေါ့နော်ပြီးတော့နောက် video မှာ LSD lakehouse architecture ကိုပြန်သွားမယ်ပေါ့နော်တကယ်လို့ကိုကဒီဟာကိုကြည့်နေရင်ဘယ်လိုကိုက data lake ဆိုတာပါလဲတို့ data warehouse ဆိုတာပါလဲတို့မသိဘူးဆိုရင် LSD မှာအရင်တုန်းက data engineering course ကိုလုပ်ထားတာရှိရပေါ့နော်အဲ့ဒါလေးလည်းကျွန်တော်ချိန်ထားပေးမယ်အဲ့ဒါလေးတစ်ချက်တော့ view လုပ်ပြီးတော့မှတန်းတဲ့ဟာလေးကြည့်ပါလို့နော်အဲ့တော့အားလုံးလည်းကျေးဇူးတင်ပါတယ်နောက် video မှာပြန်တွေ့ကြမယ်နော် bye bye